ကျောင်းသားလေးတယောက်ကျောင်းပိတ်လို့လေလွင့်နေနေအခုတော့နေစရာလေးရပါပြီ။ရှာမပြန်ခင်လေး၄-၅ရက်လောက်ကိုဒီမှာကောင်းကောင်းလေးခံစားလိုက်အောင်ပဲပေါ့ဗျာ။ဒီနေ့နေ့လေတော့အမျိုးအိမ်မှာကတ်မနေပဲနဲ့အဆောင်ပြောင်းလာပါပြီ။အဆောင်လို့ပြောလို့မရတော့ resident ပေါ့ဗျာ။လိုင်းဘောကနေကိုတေချာရှာတာတကူတကတကယ်ကြရောက်သွားလဲအနေထားကွက်တိမစီပါပဲ။ luxury bike တဲ့သူကတန်တန်ပြန်လေးဖြစ်တယ်ဗျာ။တတနနလေးအဲ့တော့ vlog ရိုက်လို့တော်တော်ကောင်းတယ်။ကျွန်တော်တို့ဟင်းချက်ဝါသနာပါရဲ့သူတွေမိဘူးကြောင်လဲပါတယ်။နောက်ပြီးတော့ဒီမှာ view ကလည်း share ပဲ။ဒီကနေလမ်းကြည့်ရင်တော့ကျွန်တော် time city ကိုလှည့်တန်းတို့မြင်နေရရဲ့ပေါ့ဗျာ။တက္ကသိုလ်တက်နေတဲ့တခြားလဲစာအုပ်ဖြစ်အောင်မကြက်ဘူးအလုပ်တွေလုပ်ရကိုယ်တိုင် blogger ကိုယ်တိုင် editor ကိုယ်တိုင်ပဲ finance ကိုယ်တိုင်ပဲ marketing ပေါ့ဗျာ။တယောက်တည်းသမားရေးဆိုရုံးကန်ရတာနည်းနည်းတော့ခက်ခဲ။ဒီလိုမျိုးကျွန်တော်တငယ်ချင်းတွေအုပ်လိုက်ကြီးပြောပွဲစားထွက်လာရင်တော့ share ပဲနေမှာပဲအခုတော့နွေရာသီတစ်ပတ်10ရက်ကိုတယောက်တည်းဖြတ်တန်းရအောင်ပဲပေါ့ဗျာဘာလို့လဲဆိုတငယ်ချင်းတွေအဝေးကိုပြန်သွားကြလို့အခုချိန်မှာခီးသွားလဲစီစေးတက်တာနေရာတီဥတူပူကနေဆိုရင်တော့တွက်ရှိကိုက်မယ်မထင်ဘူးပေါ့ဗျာဒါပေမဲ့တကြံနာနေရင်တော့တကယ်ကြွားတော့ပြန်အောင်ဒီအခက်လေးမစိုးဘူးဗျအကုန်ပါပြီးသားပဲအိမ်တိုင်းပဲတော်သားလေးဆိုကြီးလို့မမြင်ဘူးကကျွန်တော်လဲပတ်ပြီးရိုက်နေတယ်နေ့လေဆောင်းလောက်ရောက်ပြီဆိုကျွန်တော်ဘိုက်စာလို့အေးအေးနဲ့ချိုလေးနဲ့တောက်မယ်နောက်ပြီးတော့ view လေးကြည့်ဓာတ်ပုံလေးပါလေးရိုက်ပေါ့ဗျာရှီမချိုးခင်ခုံပေါက်နေသေးကလေးစိတ်ကမပြောက်ဘူးဒီလိုမျိုးတယောက်တည်းနေ tripod ရေးပါရတော့ယူခဲ့မှရရင်ဗျာဟောရင်ကိုရိုက်ပေးမဲ့သူမှမရှိဘူးပြင်းစရာကြီးဖြစ်နေမှာညကြရင်တော့တရေတော့ကြောက်တာဒါပေမဲ့ကိစ္စမရှိပါဘူးကိုက TikTok မှာနေမှာဆို TikTok ဘွားသူနဲ့နေလို့ရရဲ့ဟဲ့ဟဲ့ညနေကျတော့ထမင်းကြော်လေးစားရတယ်စိတ်လှုပ်ရှားနေတော့အရန်တော့သိမ့်မစားနိုင်အောင်နောက်ပြီးတော့ကျွန်တော်ရေသွားကူးလိုက်ပါအောင်တိတ်တိတ်ဆိတ်ဆိတ်ပဲဒီမှာအဲ့လိုမျိုး vibe ကိုကြိုက်တယ်အစတော့ Novotel ကိုပါသွားဖို့ပဲရှိရမယ်ဈေးကြီးလို့ပြောဈေးကြီးလို့တက်နိုင်ဝက်လောက်ကြီးကြရေမကူအောင်ကြာကြီးနေ့ရေကူးလိုက်တော့တော်တော်ပေါ့ပါဝါခဏကိုကအရှိမတောက်စရာကြီးပါရောင်းနေတိုင်းပဲမွဲနေရောမတောက်နိုင်သေးဘူးအခန်းရောက်မှပဲရေလေးပါလေးတောက်ပြီး view လေးပါလေးကြည့်လိုက်တော့မယ်ပေါ့ဗျာနေဝင်ချိန်လည်းတော်တော်လှရဲ့ဗျာဒီဗီဒီယိုတင်ပေးနောက်နေ့ကျရင်တငယ်ချင်းတွေလာလေရောမယ်အိတ်ကောင်ကျွန်တော်လည်းသူတို့ခေါ်ရပါလေလာလေကိုဘာလို့လဲဆိုတော့တယောက်တစ်ယောက်ပြင်းနေဗျာညကြတော့ပေါင်မုတ်လေးနဲ့ကျွန်တော်နေ့လေဝယ်လာတဲ့ငဖေပြားလေးနဲ့စားပါမယ်ဒီမှာနေပြဘာမှဝယ်မစားနိုင်ဘူးလားဆိုတော့မစားနိုင်သေးဘူးပြို fine dining နေတစ်ခါသွားစားလိုက်ရင်အကုန်ပြောင်းစင်သွားလိမ့်မယ်ပေါင်မုတ်နဲ့ရေပဲအခုတော့နောက်ပြီးရင်တော့ time city ကိုလဲတဲ့ဘက်က night view လေးကိုကြည့်အေးဆေးလေးချေးပေါ့ဗျာအခုထက်ဒီအင်ကြီးကိုမလဲနိုင်သေးရနောက်ပြီးရင်တော့ TV လည်းရှိရောကို vlog ပဲကိုထိုင်ကြည့်နေလိုက်တယ်ကဲနောက်ထပ် vlog မှာတွေ့မယ်ဗျာဒီနေ့ကတော့အကြောင်းတွေပိတ်လို့ပြင်းတာနဲ့တငယ်ချင်းတွေကိုခေါ်ပြီးတော့ activity တွေစရသွားဆောင်လိုက်တယ်ပေါ့ဗျာကဲအတူတူလိုက်ပြီးဖြတ်တန်းလိုက်ပါအောင်ဗျာဒီနေ့ကတော့လိုင်မြို့နယ်ပါရမီစင်ကြီးကနောက်ကျောဦးသင်းဖေလန်းနဲ့ရကော်ဖီဒိတ်ဆိုင်လေးမှာတငယ်ချင်းတွေနဲ့မနှက်စာသွားစားခဲ့ပါတယ်ဗျပိတ်ရမှာလည်းတယောက်တည်းမနေနိုင်အောင်တငယ်ချင်းတွေဟိုလူခေါ်ဒီလူခေါ်နဲ့အဲ့လိုပဲပတ်သွားနေရောပဲထိုင်ပြရင်လည်း FA only ခုံလေးပေါ့ဗျာဒီနေ့ကတော့စားလေးစားရင်းနဲ့ကျွန်တော် promotion နှစ်ခုကြောင်းလေးပြောပြမယ်အရင်ဆုံးကျွန်တော်အရင်ဆော့လိုက်ပါအောင်မယ်ဒီမှာ Uno နဲ့အယုတ်လန်နဲ့ game လေးဗျတော်တော်လေးကိုဆော့လို့ကောင်းတယ်စားဖို့တော့ဖို့လာတော့မေ့ပြီးတော့ဒါကြီးပဲထိုင်ဆော့နေကလေးစိတ်ကမကုန်သေးဘူးအဲ့လိုပဲကော်ဖီဒိတ်ကိုရောက်ပြီးရင်ဒါလေးဆော့ကြည့်ဖို့ recommend ပါဗျ။ promotion တစ်ခုကြောင့်ပြောပြမယ်။ coffee date မှာဆိုရင် March 25ရက်နေ့ကနေပြီးတော့ April 9ရက်နေ့ထိ Cool Before the Splash ဆိုတဲ့ promotion လေးရှိတယ်။ဆိုင်မှာ4000ကျော်ဝယ်ယူအပေးပြီးရတယ်။ဒီ April Water Surprise ခက်လေးရမှာဖြစ်ပါတယ်ဗျ။ဒီနက်ကတ်တရားမှာတကက်ကိုရွေးယူခဲ့ April 6ရက်နေ့ကျရင်တော့ဒီတကက်ချင်းစီကနေမတူညီတဲ့လက်ဆောင်တွေကို gift reveal လုပ်ပေးမှာဖြစ်ပါတယ်ဗျ။ဒီ promotion ကကျွန်တော် coffee date ရဲ့ branch တွေအားလုံးမှာအကျုံးဝင်ပါတယ်။ကျွန်တော်တကယ်ချင်းတွေတော့တော်တော် enjoy လုပ်နေရယ်။အမှန်တကယ်ဒီနေ့အိမ်လာလဲဖို့ကမလာနဲ့လို့ရှုပ်ပွားနေလို့ဆိုပြီးတော့သူတို့အပြင်မှာပဲခေါ်ပြီး date လိုက်တယ်ပေါ့ဗျာ။ coffee date ရဲ့ line branch လေးကလည်းတောင်းတနဲ့ထိုင်လို့ကောင်းနေဗျ။ဒီနားမှာနေတဲ့လူငယ်တွေအပြင်ဒီနား resident တွေမှာနေတဲ့သူတွေလည်းကန်ကောင်းနေပေါ့ဗျာ။ဘာလို့လဲဆိုတော့အရှိထွက်တာနဲ့ coffee date လေးကတန်းနေရပဲ။ဒီမှာစားပြီးတော့မပြီးသေးဘူးကျွန်တော်ကမုံဝင်မှာသွားပြီးရုပ်ရှင်သွားကြည့်သေးတယ်။ဒီကဒီမှာဘလို့ရတောင်ကဲဖို့စဉ်းစားတာကြလည်းမသိဘူး။တန်းနေရပဲတစ်ခုပြီးတစ်ခု။ဒါတော့အရန် viral ဖြစ်နေတဲ့ကားပေါ့ဗျာ။ feedback တွေပါတော့မပြောတော့ spoiler မိနေမှာဆိုတော့ကိုယ့်တာကိုသွားကြည့်ကြည့်ပါတော့။ပြန်ကြတော့လဲဘိုက်စာနဲ့ကမုံပွင့်လေးလောက်မှရှိတဲ့ coffee date မှာစားခဲ့ပါတယ်ဗျာ။ဒီမှာ date series cake လေးတွေလည်းရှိတယ်။ဒီ cake လေးတွေကအခုမှမြင်မှုပါဗျာ။သူကတော့အဓိကလူငယ်တွေတောင်းတနဲ့စားနိုင်အောင်လုပ်ပေးတာရေပေါ့ဗျာ။ဈေးလေးကတော့9800ရတယ်။အရသာလေးတွေက cheese chocolate strawberry ရဲ့3ခုထွက်တာပါတယ်။ကျွန်တော် cheese crazy မို့ဒီနေ့တော့ cheese လေးကို try ကြည့်မယ်။နောက်ပြီးတော့ဒီမှာရုပ်ရှင်လက်မှတ်ပြရုံနဲ့တောက်စီရာတွေကို 10% ရမယ် discount လည်းရှိရဗျာ။ကမုံပွင့်ရုပ်ရှင်ကြည့်ပြီးပြန်ထွက်လာတဲ့သူတွေတော်တော်အကြိုက်ပဲ။အဲ့နဲ့ကျွန်တော်တငယ်ချင်း3ယောက်ဒီမှာအေးတွေကို2ခွက်လောက်ကိုမှာပြီးတော့တောက်ပလိုက်တယ်။ရုပ်ရှင်ကြည့်ဖို့စောင်းရတာကြည့်ရတာနဲ့အရင်နေအချိန်ကြာပြီးဘိုက်စားဘောလို့ဒီမှာမာလာရှန်ကောရဲ့ထမင်းရဲ့ကုတ်တီရဲ့မှာရပါတယ်ဗျာ။နောက်တဲ့ promotion တစ်ခုရှိသေးတယ်။ April တလလုံးရဲ့ weekday မှာ any coffee drinks 2ခုဝယ်လိုက်တာနဲ့စားကျင်တဲ့ cake ကို 10% discount ရမှာဖြစ်ပါတယ်ဗျာ။ခုနကျွန်တော်မှာတဲ့ cheese cake လေးပါ။ဘော cheese portion နဲ့တော်တော်များရတယ်ပါတယ်ဗျာဒီမှာကြည့်လိုက်ပါ။ဒါနဲ့တကြံမှာ coffee date ဆိုင်ထိုင်နေတဲ့သူတွေအတွက်ကြောင်မြောင်းဆိုင်နဲ့ဇီယာတိတိလန်နေရဆိုင်လေးဖွင့်ထားပါတယ်ဗျာ။ကဲနောက်တဲ့ blog မှာတွေ့ပါမယ်ဗျာ။ဒီနေ့ကတော့ရောက်မလို့လို့နဲ့ကြာနေတဲ့တကြံကိုလဲဆောင်ရင်စားကျင်တာလေးစားလှုပ်ချင်တိုင်းနေလုပ်နေတဲ့ vlog လေးပေါ့ဗျာကဲကျွန်တော်နဲ့တူတူဖြတ်တန်းလိုက်ပါအောင်ဗျာ morning guys ဒီနေ့ကတော့မနက်စောစီးနိုးရဲ့အတွက်မနက်စာတော့စားပါမယ်ဗျာအခုနောက်ပိုင်းရာသီဥတုတော်တော်လေးပူလာရဲ့ဗျာဒီမနက်ခင်းစောစီးအချိန်လေးလောက်ပဲနေလို့ကောင်းတော့ဆက်ရ queue စိုက်ကြပေါ့ဗျာ resident stay မှာတော့အလွန်အေးစီးငြိမ်သက်သက်လေးပါပဲဟိုနောက်မှာမြူကိုလေးနဲ့ဒီနေ့ breakfast ကတော့ကျွန်တော်မြန်မာလိုမဝင်ကားလေးပဲစားလိုက်ပါမယ်ဒီမှာတော့ဂျပန်အစားအစာတွေလည်းအဓိကကျွေးရပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့သိမစားတတ်ဘူးဂျပန်စားမြန်မာလိုအင်္ဂလိပ်လိုပြင်သစ်လိုတရုတ်လိုဂျပန်လိုစားလို့ရပါတယ်ဗျာမနက်စာဒါတော့ကျွန်တော်ဒီမှာမဝင်ကားတစ်ဆက်လေးမှာတာပဲဖြစ်ပါတယ်မဝင်ကားတော့ထုံးစံတိုင်းအကုန်လုံးမကုန်နိုင်မှသိရင်ပဲလေစားကြည့်ချင်လို့ပေါ့ဗျာမြန်မာဖြစ်ပြီးတော့အိမ်မုတ်ဖက်နဲ့မတည့်ရတော့တော်တော်ဆိုးရဲ့ဗျာစားတာတော့မဝင်ကားဆိုအားရပါစားချင်ရင်ပဲကျွန်တော်3-4လို့လောက်ဆိုရင်မရတော့ဘူးဘိုက်တွေကတစ်မျိုးဖြစ်လာဒီကမဝင်ကားလေးကလည်းအစုံပဲဗျာအကျော်လေးတွေငဖယ်လေးတွေနဲ့ဒဲဥလေးပါပါသေးတယ်ဒီလိုမျိုး activity အစားရနေတိုင်းစုံအောင်လို့အဆက်ဆက်ရဘက်ဘက်ကနေပြီးတော့ကုညီပေးတဲ့တူတယောက်ချင်းစီကိုကျွန်တော်အရန်ကျေးဇူးတင်ပါတယ်အရင်တော့ဆိုဒီမနက်ခင်းစောစီးဆိုရင်ဖရားရဲ့ရှိကိုရဲ့ affirmation တွေရွတ်တယ်ပေါ့ဗျာနောက်ပိုင်းမှာနည်းနည်းလေးလို့ပြက်ကွက်လာလို့ပြန်ပြီးတော့လောက်အောင်အခုတော့မနက်ခင်းမှာအားနေလို့ဟိုဘက်ကြီးဒီဘက်ကြီးစာအုပ်လေးဖတ်ပေါ့ဗျာနေခင်းရသေးဥတုကလည်းပူပါနဲ့တရသီးလေး
စားခြင်းပါလို့ကျွန်တော်လက်ဆောင်ပို့ပေးတဲ့တရသီးလေးစားရမယ်ဗျအစားတော့တရသီးစားခြင်းလို့ကြွားပြန်ခြင်းနေရအခုတော့တရသီးစားရပြီဗျကွက်ကွက်ရွှေတရပြားကနေပြီးပို့ပေးတာဗျသူ့ရဲ့ဒီအနှစ်လေးကတော့နာမည်ကြီးရလို့ပြောရကျွန်တော် F1 မှာလည်းတစ်ခါလေးတက်လာဒီလိုမျိုးအဲကွန်ခိုင်းနေတဲ့နေငပိနဲ့နေပါရဲ့ပြန်မှာကြောက်တဲ့သူတွေအတွက်လည်းသူကငပိရပိုင်းမသုံးနာပေးဘူးပေါ့ဗျအဲ့တော့တော်တော်အဆင်ပြေစားရတာပစုံကြောက်ရတာလေးအောင်ကျွန်တော်အများဆုံးရရင်ဘယ်လိုပြောပြရမလဲငပြာရီချက်လိုပါလို့မှရှိုးပုံစံချွတ်ချွတ်လေးပြစားလို့ကောင်းပါရဲ့တခုစားခြင်းနေဆက်တော့ဆက်ပေမဲ့ရမ်းတော့မဆက်ဘူးနေ့လေကင်းလောက်ကြောက်လေနေကုန်ဘလော့ရဲ့ edit တွေလောက်တာပြင်ပန်းသွားလို့ကျွန်တော်အိတ်လိုက်ပါအောင်မယ်ညမှာပဲရေချိုးရမယ်